အလာဘတ်ဒူလာကကင်တွယ်သွားမှာဖြစ်ပြီးတော့စီးချက်တိုင်းတွေအဖြစ်ကိုဝိတ်လူမျိုးအဲရက်ရှက်တီနဲ့အတူဂျော်ဒန်လူမျိုးဖေ့စ်ရဲ့အိုဘိုင်တက်တို့ကကင်တွယ်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပနေတဲ့2016ယူဆက်ခွန်အာရှဗလာမျိုးသားပြိုင်ပွဲရဲ့ဒုတိယမြောက်ခြေစစ်ပွဲစဉ်ဖြစ်စီးရီးယားအသင်းနဲ့နီဘောအသင်းတို့ရှင်ပြိုင်ကစားတော့မှာလည်းဖြစ်ပါတယ်ဘယ်အသင်းကဒီအုပ်စုမှာခြေစစ်ပွဲအောင်သွားမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းနေကြတာဖြစ်ပါတယ်ခုဆိုရင်ပွဲကိုစတင်လိုက်ပြီဖြစ်ပါတယ်ကိုတော့ Real Channel နဲ့အတူပြုံးပလေး Sport YouTube Channel ကနေလည်းတိုက်ရိုက်ထုတ်လွှင့်ပြသပေးနေတာဖြစ်ပါတယ်စီးရီးယားတင်မဲ့အခွင့်အရေးကောင်းမြတ်လက်ကပ်ပြီဂိုးပြီမြောပြိုင်ဘက်နီဘောခန်းစစ်ချောင်းရဲ့အနေငယ်မထင်မှတ်တဲ့အမှားတစ်ခုကနေပွဲစ9မိနစ်မှာပဲစီးရီးယားတင်ဥဆောင်ကိုစပြီးတော့ရသွားခဲ့ပြီဖြစ်ပါတယ်ဒီနေ့စီးရီးယားတင်ရဲ့တိုက်စစ်ကိုဥဆောင်လာခဲ့တဲ့အဒူလာဟာတီအဲဟာရီရီရရှိလာတဲ့အခွင့်အရေးကောင်းတစ်ခုကိုတော့လုံးဝအပိုင်ဆုံးချပြီးတော့စီးရီးယားတင်ပြိုင်ပွဲကိုတော့အစတင်ဥဆောင်လိုက်ပြီဖြစ်ပါတယ်ကိုဆက်ဝင်ရေးပွဲစမှာပဲစီးရီးယားအသင်းပြိုင်မဲ့အသင်းကိုတော့စတင်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်။ဟောပါတယ်ကိုညင်ချင်းဆိုးရေကြားလာတဲ့ခွန်ရေးကိုအဲဟာရီရီလုံးဝမနာတမ်းကောင်းမွန်ဆုံးသုံးချပြီးတော့ကိုသမားရှေ့တက်နေမှုကိုခွင်ကောင်းယူပြီးစီးရီးယားအသင်းတို့ပွဲစားချင်း9မိနစ်မှတင်ဥဆောင်ကိုစတင်ရှာဖွေပေးသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီဘောတင်ရဲ့ခန့်စင်းနဲ့အလေကျော်နဲ့ပြန်တွေ့လာတယ်။ရာလာတဲ့မြဒီဘောတင်ပဲအန်နမော်ခါကီခန်းစစ်ကိုပဲပြန်ပေးထားတယ်မြနီဘောတင်ပဲရာလာတဲ့အချုပ်ပေးထားတယ်အချိန်မှာတော့ပေးဖို့မှုကလိုရအောင်မရောက်ခဲ့ဘူးမြစီးရီးယားတင်ပဲအလေကျော်မှာပဲချင်းနေချင်းနေရှုံမျောပေးထားတယ်လူမကြုံသေးဘူးမြတောက်လျှောက်ပဲလူချွတ်ပဲလှပ်ပိတ်ပြီခိုးပြန်ပြီမြဒီချိန်မှာလဲနီဘောတင်ရဲ့အခန်းစစ်အနေငယ်ဖိအားများနေခဲ့လို့ဆိုရမှာဖြစ်ပါတယ်သူတို့ရဲ့မရေရာမတိကျတဲ့လူကြုံမော်ဖမ်းပြီးကစားတဲ့အနေအထားတစ်ခုကနေပဲစီးရီးယားတင်ရဲ့တိုက်စစ်ကစားမမိုဟာမက်အချက်ဆန်ဒုတိယမြောက်သွင်းကိုတော့ထပ်ပြီးတော့ရရှိအောင်စမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပထမသွင်းကိုရပြီးတော့2မိနစ်ကြာမှာပဲစီးရီးယားတင်သူတို့ရဲ့ပမန်နိုင်အခွင့်အရေးတစ်ခုကနေပဲကျွန်တော်10မိုဟာမက်အချက်ဆန်ကိုသမားရဲ့ဘက်ခိုးတောင်းကိုတော့အသာရဖိတ်သွင်းပြီးတော့ဒုတိယမြောက်ဥဆောင်ကိုတော့စပြီးတော့ထပ်ပြီးတော့သွင်းကိုသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ကိုဆက်ဝေရန်ရေမျက်စိတမိတ်တွင်းမှာပဲဘောတင်မဲပေးပြီးပြုတ်ထားတယ်မြလူပေးမှားတယ်မြကွင်းလင်ကမူစတာဘာမျောတော့ပေးတယ်အဖာအတာကီကန်နေဒီချိန်မှာလဲစီးရီးယားအသင်းနောက်ထပ်အခွင့်အရေးတစ်ချိန်ရခဲ့ရလဲဖြစ်ပါတယ်ညာချမ်းကအဖာတာကီမျောတော့ပေးတဲ့ဘောလုံးကိုကောင်းမွန်ဆုံးသုံးသပ်ခဲ့ပေမဲ့လဲကိုဖြစ်တော့ပြောင်းလဲနိုင်ခဲ့ခြင်းတော့မရှိတာပဲဖြစ်ပါတယ်ဒီဘောတင်းအနေနဲ့ပွဲစားမှာလိုဂျွန်တိုက်စစ်စင်ကစားခဲ့ပြီးတော့တိုက်စစ်စင်မှုနှစ်ကြိမ်ရနေပဲဒီဘောတင်းတော်တော်လေးကိုကြီးမားတဲ့ခွင့်ရည်ဖြစ်ပြန်လဲပေးခဲ့ရပြီးတော့ဒီနှစ်ချိန်ကနေပဲ3-9ကိုပြခွင့်ပြုလိုက်ဖြစ်ပါတယ်ဒီချိန်လည်းကန်နေကိုပြီခင်ဗျာစီးရီးယားအသင်းဒီချိန်မှာလည်းတတိယမြောက်ဦးဆောင်ကိုရရှိသွားခဲ့ပြန်ပြီလည်းဖြစ်ပါတယ်ခုနခွင့်ရည်ရခဲ့တဲ့အဖတာကီဒီချိန်မှာလည်းကြားလာတဲ့ခွင့်ရည်ကိုကောင်းမွန်ဆုံးဆုံးသက်ခဲ့ပြီးတော့စီးရီးယားတင်တို့တတိယမြောက်ဦးဆောင်ကိုတော့ပွဲစားချိန်73မိနစ်မှာတင်ရှာဖွေပေးသွားခဲ့ပြီလည်းဖြစ်ပါတယ်ကိုငင်ဆိုးရေနီဘောတင်ရဲ့ခန်းစစ်ကတော့တော်တော်လေးကိုဆိုးရွားနေတဲ့အနေအထားမှာဖြစ်နေပြီးတော့ကိုသမားနဲ့ခန်းစစ်စားမရဲ့ကြားနားလည်မှုကတော့တော်တော်လေးကင်းမဲ့နေရအောင်ကျွန်တော်မြင်တွေ့ထားခဲ့ရတယ်ခင်ဗျပွဲစားပိုင်းမှာအသွင်းကိုတွေဇက်တိုက်အခွင့်ပြုပေးနေရတဲ့နီဘောတင်ရဲ့ခန်းစစ်ဒီချိန်မှာလည်းအနေငယ်ဖိအားများနေခဲ့တဲ့အနေအထားမျိုးတွေတော့မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်စီးရီးယားတင်ရဲ့ဘယ်ချမ်းကနေဖေးဖို့မှုကအတော်လေးကောင်းမွန်ခဲ့ပြီးတော့အေးရထဲမှာမော်ကာကီစီးရီးယားတင်ပဲပေးရတာခင်ဗျလူပေးမှားတယ်ခင်ဗျစီးရီးယားတင်ပဲအေဟာရီရီလှန်ကန်နေဒီချိန်ကန်ချက်ကလည်းတော်တော်လေးကောင်းမွန်တဲ့အနေအထားမှာရှိနေကြရလဲဖြစ်ပါတယ်အေဟာရီရီစုစုပေါင်းအသင်း9သင်းကတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားခဲ့တာဖြစ်ပါတယ်ကြန့်ရှိနေတဲ့9နေရာစာအတွက်အခုလိုခြေစစ်ပွဲတွေကနေစူးစမ်းနေခဲ့တာဖြစ်ပါတယ်ဒီချိန်မှာလည်းစီးရီးယားအသင်းရဲ့ကစားသမားအဖက်တာကီယာဟာမုဒ်ဒါစီကိုတိုက်ကန်နေပေးထားတယ်အေဟာရီရီရာလာတဲ့မြအေဟာရီကန်နေဒီချိန်အာရီရဲ့ကန်ချက်ကတော့အပြော့နေခဲ့တဲ့အကြောင်းဘိုအာရာ
ပေါ်တိုဂါဝင်နိုင်ခဲ့ပြီးတော့ပြန်လည်ရရှိထားခဲ့ရလဲဖြစ်ပါတယ် ARE ဒီချိန်မှာလဲတွင်းဝင်ရရှိဖို့အတွက်ကြိုးစားခဲ့ရလဲဖြစ်ပါတယ်ချက်လှည့်ပြီးတော့ဘယ်ချီနဲ့ဝေးရနေဆုံးသက်ခဲ့ပေမဲ့လဲကိုသမားဘူဟာရာဒီချိန်ကိုတော့နစ်ကူမာကိုသမားပုတ်ထုတ်ထားခင်ဗျနီဘောတင်မဲ့ပြန်ရထားတယ်ထက်ကန်တယ်ကန်စစ်ကခက်ကရလာတဲ့ခွင့်ရေးကိုနောက်ပြန်ကန်ချက်နဲ့ဆုံးသက်ပြီးတော့နီဘောတင်တို့ပထမခြေပါကိုရရှိဖို့ကြိုးစားခဲ့ရလဲဖြစ်ပါတယ်ကန်ချက်တော်လေးကောင်းမွန်ခဲ့ပေမဲ့လဲကိုဘာနန်ပေါ်ကနေကြော်သွားခဲ့ပြီးတော့နီဘောတင်ပထမခြေပါကိုရရှိမဲ့ခွင့်ရနေနဲငယ်လေးလွဲချော်သွားခဲ့ရလဲဖြစ်ပါတယ်တော်လေးကောင်းမွန်တဲ့ခက်ကာရဲ့ကန်ချက်လည်းဖြစ်ပါတယ်။ရာရဲ့ခွင့်ရကိုရတယ်လို့နောက်ပြန်ကန်ချက်နဲ့ခက်ကာအဆုံးသတ်ခဲ့တာဖြစ်ပြီးတော့အရှရီဒီဘောတင်မဲ့ပြန်ရှင်းလာမြအမေစီဗီယာတင်ပြန်ရတာမြကောင်းလိုက်ချပေးထားတယ်။မူစတာဖာအဖတာကီပဲချက်ဖက်လိုက်မြအဖတာကီအေရီမြတ်တော့ပေးထားတယ်ဒီဘောတင်မဲ့ပြန်ရှင်းလာခင်ဗျအားသာဝနာချေပိတ်တယ်များခင်ဗျာကျွန်တော်စီရင်ကန်တိဆက်နေအတွင်းမှာပဲနီဘောတင်းနဲ့စီးရီးယားတင်းတို့ရဲ့ပထမပွဲစားချိန်45မိနစ်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။မိုင်းပြီးဆုံးသွားချိန်မှာတော့စီးရီးယားတင်းဟာ ARE မိုဟာမက်အဂျစ်ဆန်အဖတာကီတို့ရဲ့တွင်းကိုတွေနဲ့နီဘောတင်းကို3ဂိုးကိုမရှိဆိုရအဖတာကီတို့တော့အခြားသောကစားမတွေနဲ့လူစားလဲပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ပင်ဖို့ပုံမတိကြတဲ့နေသားတစ်ခုမှာစီးရီးယားတင်းမဲ့အေရီယာလည်းဝင်လာပြီးအချိန်နဲ့ချိနေလက်ကမ်းပြီ။ဒုတိယပိုင်းအစမှာမြေတွေးခဲ့ရတဲ့ရင်ခုန်ဖို့ကောင်းတဲ့အခြေအနေတစ်ခုကိုတော့မြေတွေးထားခဲ့ရတာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရဲ့အဖွင့်ပထမဆုံးသွင်းကိုရယူပေးထားခဲ့တဲ့ကျော်နံပါတ်9အဲဟာရီဒီချိန်မှာလည်းဒုတိယပိုင်းအစမှာစီးရီးယားအသင်းတို့နောက်ထပ်ဒီပေါ်အသင်းစီးရီးယားအသင်းတို့ပါဝင်နေခဲ့တာဖြစ်ပါတယ်ဒီအသင်း၅အသင်းတွေကမှအသင်းတစ်သင်းရပဲတိုက်ရိုက်ခြေစပွဲအောင်မြင်ဖို့ရှိနေခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဘယ်အသင်းကအခွင့်အကောင်းတစ်ခုကိုအသုံးချနိုင်မယ်စောင့်ကြည့်ရမယ်ဒီချိန်မှာလည်းဒီပေါ်အသင်းမဲ့လည်းဖျက်ချိုးပြီးပေးပြီကိုဘီများဒုတိယပိုင်းပြန်စပြီးတော့10မိနစ်ကြာမှာပဲလိုအပ်နေတဲ့ခြေပါကိုတကူတော့ဒီပေါ်အသင်းစတင်ပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒုတိယပိုင်းမှာစီဂျာအသင်းဘက်ကိုထိုးပေါက်ဖို့အခက်တွေ့နေတဲ့ဒီပေါ်အသင်းဒီချိန်မှာတော့ရရှိလာတဲ့အခွင့်အရေးတစ်ခုကနေသွင်းကိုတကူတော့အကောင်းဆုံးပြောင်းလဲနိုင်ခဲ့ပြီဖြစ်ပါတယ်ညာချမ်းကအလိုက်တင်ဖြတ်ချိုးပေးတဲ့အနေအထားတစ်ခုမှာဒီဘောတင်ရဲ့အဆုံးသက်ကလုံးဝအမှားယွင်းကင်းနဲ့တွင်ကိုတကူဖြစ်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်ဒီနေ့တိုက်စစ်ပွဲမှာပေါင်လာခဲ့တဲ့နီကူမာရှာရက်စကာတွင်ကိုတကူတော့ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ကိုဆက်ဝေရန်ရေးဒီဘောတင်ရဲ့အခြေပါကိုရရှိခဲ့မှုနဲ့အတူပွဲရတော့ပို့ပြီးတော့အသက်ဝင်လာမဲ့ပို့ပြီးတော့ဒီဘောတင်ပြင်ရလာခင်ဗျာနစ်ကူမာကိုနေသားမနစ်ချမာကပရတိတပါလက်ကန်နေဒီချိန်မှာလဲဘယ်ညံသားမှာပရတိတပါဒီဘောတင်တို့ကဒုတိယမြောက်ခြေပါဝေးရရှိဖို့အတွက်ထမှန်အေရီယာပြင်ဘက်ကနေကန်တွင်းဆုံးသက်ခဲ့ရလဲဖြစ်ပါတယ်ဒီချိန်သူ့ရဲ့ကန်ချက်ကလည်းနောက်တစ်ချိန်ထမှန်အားများနေခဲ့ပြီးတော့ကိုဖြစ်တော့ပြောင်းလဲနိုင်ဒီဘောတင်ရရှိလာတဲ့ပြည်တော်မောခွင့်ရေးကိုကောင်းမွန်ဆုံးသက်သွားနိုင်မှာကျွန်တော်ဆက်လက်စောင့်ကြည့်သွားရမယ်ခင်ဗျဒီဘောကနေပေးထားတယ်မာတယ်ပေးပေးကဲကိုဘီခင်ဗျာစီးရီးယားတဲ့ကိုသမားအာဆန်ဟာဆန်ရဲ့မလိုလားတဲ့အမှားယွင်းတစ်ခုကနေတင်လိုက်ပြီဖြစ်ပါတယ်ခွင့်ရေးကိုပထမခြေပါကိုသွင်းယူပေးရတဲ့နစ်ကူမာလုံးဝအမှားယွင်းမခံမဲနဲ့ဆုံးသက်ခဲ့ပြီးတော့နီဘောတင်တို့ကဒုတိယမြောက်ခြေပါကိုပြန်လည်ရှာဖွေပေးသွားခဲ့ပြီလည်းဖြစ်ပါတယ်ဘယ်ချမ်းနေပဲအာဆန်ဟာဆန်ကျွန်တော်မိပြီလို့ထင်မှတ်ထားတဲ့အနေအထားတစ်ခုမှာတေချာဖဲနိုင်ခြင်းမရှိဘဲနဲ့ဘောလုံးကပြက်ချက်ထွက်လာခဲ့ပြီးတော့နစ်ကူမာလင်းလင်းမြဲမြဲပဲပေါ်လာတဲ့အခွင့်အရေးကိုအဆုံးသတ်ခဲ့ပြီးတော့ဒီဘောတင်တို့ဒုတိယမြောက်ခြေပါကိုရှာဖွေပေးသွားခဲ့လည်းဖြစ်ပါတယ်ကိုကျင်ရင်ဆိုရင်အကြီးချိန်မှာတော့ပွဲစဉ်ကတော့တကယ်ကိုရင်ကုန်ဆက်လှုပ်ရှားဖို့ကောင်းလာခဲ့လည်းဖြစ်ပါတယ်ကိုကြီးစီးရီးယားတင်မဲ့အခွင့်အရေးကောင်းမဲ့လက်ခံပြီခါလေစီးရီးယားတင်မဲ့ပြန်ရထားသေးရဲ့မြမမအဟာကြီးအရှရီညာကျန်လူချွေပဲအရှရီအေရီယာတွေကိုဖန်တီးပေးထားတယ်ပိတ်တယ်ထွက်လာရင်မှရှက်တိုက်တယ်ကိုဘီခင်ဗျာလက်ကြီးချိန်မှာတော့စီးရီးယားတင်
စရိုဒါများဥဆောင်ကိုရရှိခဲ့ပေမဲ့လည်းတန်ရတော့တွင်ကိုဖြစ်ခွင့်ပြုခိုင်းခြင်းမရှိခဲ့ပဲနဲ့ဒါပေမဲ့လည်းတိုက်စစ်စင်ချိန်မှာတော့ဒီဘောတင်ရဲ့ခံစစ်ကစားသမား Animal Kaki ဘောလုံးကိုတော့လက်နဲ့တိတိတသားကိုပုတ်ပြီးတော့ကိုရရှိဖို့အခွင့်အရေးကိုဟန်တားထားခဲ့တာကြောင့်တန်လူကြီးကဒီအခြေအနေကိုပန်နဒီပစ်တန်ဖော်ပြတတ်မှတ်ပေးခဲ့သလို Kaki ကိုတော့ထိုင်ရိုက်အနီကပ်ပြထုတ်ပယ်ခဲ့ပြီလည်းဖြစ်ပါတယ်FRS ကိုပြီခင်ဗျာအကြီးချိန်မှာတော့စီးရီးယားတင်သူတို့တင်အနိုင်တေးကြစေမဲ့တွင်းကိုတော့ပနဒီပစ်တံမောကနေလူဆောင်ရင်ကစားသမားအာမတ် FRS ကောင်းမွန်ဆုံးဆုံးသက်ပြီးတော့စရိုဒါများဥဆောင်ကိုတော့ရယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ရွာပိုင်းမှာတော်တော်လေးရုန်းကန်နေရတဲ့စီးရီးယားတင်လက်ရှိချိန်မှာတော့တက်ရှူချောင်းစေမဲ့တွင်းကိုတကူကိုတော့ FRS တွင်းယူပေးခဲ့ပြီလည်းဖြစ်ပါတယ်။